Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟိုးက crop top အင်ဂျီလေးလက်ဆောင်ရထားတဲ့အဲ့ဒါလေးကိုလာပြီးတော့မှကြွားမလို့ပါတန်တန်နောက်တစ်ထည်ကတော့တန်ဒါလေးကဘရာဇီးလေးပါကဲအဲ့ဒါလေးတွေကိုမှုဝတ်ပြမယ်နော်ဒါလေးကတော့ပထမဆုံးဝတ်ဆောင်လေးပါမန်ချက်စတာယူနိုက်တက်မန်ယူပေးရတဲ့အရင်များပဲကွယ်ဒီကလေးမှတော့ဒီနေ့လည်းနည်းနည်းလေးတော့မှုနဲ့ကြက်တလူလေးဖြစ်တယ်ဒါပေမဲ့ချိတ်ပါတယ်ကဲနောက်ထပ်တစ်ထည်လာပြီတန်မှုရဲ့အစီအခောက်ဘိုက်ကလေးတော့တိခံပြီးကြည့်ပြကြပါလို့မှုက crop top တွေဆိုဝတ်လို့ဝတ်ထားမရှိဘူးဘာလို့ဆိုဘိုက်ပူလို့ပေါ့ဒါပေမဲ့ဂျာစီလေးတွေကို crop top လုပ်ထားရင်အရင်သဘောကျတယ်မရမကဘိုက်ကိုချက်ပြီးတော့ဝတ်ပါတယ်ဘိုက်ပူလည်းဝတ်ပါတယ်အစီခောက်ကိုမှချစ်တယ်ဆိုတဲ့သူတွေအတွက်လည်းဝတ်ပါတယ်တန်ကြိတ်ပါတယ်အနက်ရောင်လေးဆိုအရန်ကိုကြိတ်ပါတယ်ရှင်။ကဲနောက်ထပ်တစ်စုံဒါကတော့ဘရာဇီးပေါ့နော်နိုင်ငံထဲမှာဆိုဘရာဇီးကိုလည်းကြိုက်တယ်နိုင်ငံထဲမှာတော့မှုကအသင်းဆွဲမရှိဘူးအကုန်လုံးကြိုက်တယ်ဘာလို့ဆိုတော့ကိုရီးယားမန်ယူတင်းတဲ့ကစားသမားတွေကနိုင်ငံတိတိယဖြစ်တဲ့အတွက်နိုင်ငံတကာကိုအားပေးပါတယ်အင်္ဂလန်လည်းကြိုက်တယ်ပေါ်တူဂီလည်းကြိုက်တယ်ဘရာဇီးလည်းကြိုက်တယ်အကုန်လုံးကိုကြိုက်ပါတယ်ရှင်ကဲဘရာဇီးကြီးလေးကတော့မှုနဲ့လုံးဝ fit size ပဲမှုကအဲ့လိုပွားလေးဝေးရတဲ့သဘောကျပါတယ်အရင်ချိတ်ပါတယ်ရှင်အင်းကြီးဂျာစီလေးလက်ဆောင်ပေးတယ်အကိုကြီးဇာနီကိုလည်းကျေးဇူးအများကြီးတင်ပါတယ်အားလုံးတတာ